မှားလဲလေတီလာဟိုဆရာထက်သားတလကြီးကိုထင်ဂရင်ချေလေးချောင်းလှုပ်ချင်တာလှုပ်ကျမလည်းပြောချင်တာပြောသူတို့လည်းလှုပ်ချင်တာလှုပ်ဆိုတော့အဖွဲသားတွေတက်တက်ကိုရှိတယ်ကျမမှာနော်ကျမနဲ့အဖွဲသားများဆရာထက်သားတလကြီးတင်လာတာတော့ကျမကိုဆရာတင်လာတာသူတို့ဆရာမပြောတဲ့အတိုင်းဆရာမပြောတဲ့ဆရာမခိုင်းတဲ့အတိုင်းဒါပေမဲ့တကယ်တမ်းလက်တွေ့မှာကြတော့ပရက်တီကယ်မှာကြတော့သူတို့ထင်တာသူတို့လုပ်တာအဲ့တော့ဟိုဒီခွေအိတ်ကြတဲ့သူတွေနဲ့အနေနဲ့ပေါ့နော်ဒီခွေအိတ်ကြတဲ့သူတွေအနေနဲ့ကလည်းဒီတစ်ပတ်မှာဇုံတွဲလေးတွေကလေအဲ့လိုမျိုးဘယ်လိုရမလဲစင်တူဇုံတွဲလေးတွေကတကယ်ရှိတယ်နော်ရှော့တွက်လို့မရဘူးပြောလဲသူကရှော့တွက်တာအဲ့လိုမျိုးလေးတွေဖြစ်တယ်အဲ့လိုခါကြတော့ဘယ်လိုဖြစ်လဲဆိုတော့မုံဝေတဲ့အလှည့်မှာကြတော့အီယောင်ဝါတွေလုံးပြီးရောဒုတ်ဝေတဲ့အလှည့်မှာတော့အာသွန်ခွန်ဆိုင်ပေါ့ကွယ်အာသွန်ခွန်ဆိုင်တွေလှုပ်ချီကုံလက်ပန်းနေကြမုံလဲဝေကောဝရိယမရှိတော့ဟောနှစ်ခုစားမယ့်နေရာမှာတစ်ခုပဲစားရတော့တာပေါ့အဲ့လိုမျိုးတွေဖြစ်ကုန်တာကဲထားပါတော့လေဒါကတော့ထားပါတော့ဘယ်လိုပဲဖြစ်ဖြစ်ကျမအဖွဲ့သားတွေအတွက်ကတော့ကျမတော့ဆွမ်းဆောင်ပေးနိုင်တယ်ဒါကြောင့်မို့လို့ဒီ3ပင်မှာ3ပင်စလုံးကိုကျမဆွမ်းဆောင်ပေးနိုင်တယ်ပေါ့နော်ဒါကလည်းလေတက်တိုက်ကြတာပေါ့လေလေတက်တိုက်ကြတယ်ဆိုတာကလေတိုက်မှကျမလေတိုက်တာကိုမခံနိုင်တဲ့လူတချို့ကတက်တက်ရှိတယ်အဲ့ခါကျတော့သူတို့မခံနိုင်လေကျမကပို့ပြီးတိုက်ချင်လေကျမတိုက်နိုင်တဲ့အနေထားလေးတွေလည်းဖြစ်လာလေပြောမယ်ဆိုကျမတို့ကန်ထနေကြတာပေါ့လေနော်ကန်ထနေကြတယ်လူကန်ဝကန်2ယောက်ကန်တော့6နောင်ပြဲတွေဖြစ်နေကြတာကျမတို့ကအခုကျမတို့တစ်ဖွဲ့သားတွေကပေါ့နော်အဲ့လိုမျိုးတွေလူကန်ဝကန်2ယောက်ကန်6နောင်တွေပြဲအဲ့လိုမျိုးတွေဖြစ်နေကန်တွေကအရန်နေထနေတဲ့ခါကျတော့လေတိုက်ကြတာပေါ့အဲ့တော့ကျမတို့လေတိုက်လို့ရှိရင်လွင့်ပါသွားမှာကြောက်တဲ့သူတွေတက်တက်ကိုရှိတယ်အဲ့လိုလူတွေရှိနေတဲ့ခါကျတော့ကျမတို့ကလည်းလေးတိုက်နိုင်ပါကြောင်းပေါ့လာပြောရတာလာပြီးစောဩရတာပေါ့ကွယ်အဲ့တော့ပြောချင်တာကဒီညက်နေအတိုင်းတာမှာကျမတို့ကဒီနေ့တစ်နေ့စာမှာလေမုံကောတော်ချောင်းလေးတွေရောကလုံးဝနော်သူတို့ကဆန္ဒပြနေသေးတယ်ဒါပေမဲ့ကျမပြောထားတဲ့စကားအတိုင်းပဲငုံမိသေးတိုင်းတက်နိုင်ဖျားရောက်ကင်မိဟိတ်ဆိုမှတော့ဆွဲတာကင်တာဆက်တာကင်တာမလွတ်နဲ့နော်တေးကြတာကကျမတို့ဒီနေ့မုံကစားကိုစားရမှာဖြစ်တော့မှာဘာကြောင့်လဲဆိုတော့မနေ့ကလည်းမုံမစားရဘူးနော်ဒီနေ့ကိုတော့ဆက်ကိုစားမှရမယ်2ရက်ကြီးများတောင်တော့မစားဘဲနဲ့အငတ်မခံနိုင်ဘူးကျမတို့ကအဲ့တော့ဒီညက်နေမှာမုံ2ခုသို့မဟုတ်9ခုဒီညက်နေကျမတေးကြပေါက်စားခြင်းနဲ့ဒါကတော့ဟိုပုံမှန်အတိုင်းနီးပြူဟာလေးကိုပြပြတာနော်မုံနဲ့တော့ရဲ့ထုံတန်းစင်လာလေးပြောတာမုံနဲ့တော့နဲ့ကိုစားပြီးတော့စော့တာမျိုးပေါ့နော်တွဲလျက်ကွယ်နော်ကျင်နာမြက်နိုးလို့ရဲ့အမျိုးပင်ချစ်တဲ့ကြလေးတဲ့ဆိုတာမျိုးပေါ့ညနေကျတော့ကျမတို့မုံနဲ့တော့နဲ့ကိုစားရင်းနဲ့တွဲစော့မယ်ဒါလေးကကျမရဲ့စိတ်ကူးသို့တော်လည်းပဲအားလုံးလဲဟိုကန်တူရင်ရကြပါစေဆိုပြီးဝက်ချန်25လုံးပေါက်နေတာ52လုံးမဟုတ်25လုံး